Okay. Bro,ဒီနေ့ကတော့10ရက်နေ့10ရက်မြောက်နေ့ပေါ့ဒီမနေ့ည9ရက်နေ့လည်းတညလုံးဒီနေ့လုံးတက်ထူးရနောက်ပြီးတော့ချီးရကွာဒီခရီးပိုးကြောင့်ပဲတည်နေတာဟာမဟုတ်တော့ဘူးကွာဒီကောင်းကြီးပဲအမြဲတမ်းဖြစ်နေတာဘယ်လိုဖြစ်ပြီးရောက်လာရလဲကွာ10ရက်ပြည့်တာနဲ့ငါသေပန်းပြီကွာတို့ရေကျွန်တော်ကတစ်ခါပဲရှိတာဘဝတစ်ခါမရှိဘူးမိကိုရင်ဘလို့ကျွန်တော်ပြကျွန်တော်တေးသွားတဲ့ခံကျွန်တော်ပြန်ဝင်ပြမယ်ကြည့်ပါကွာကြည့်ပါလောက်ကြပါကွာဘာဖြစ်လို့ဆက်ရတာလဲကွာအခုလေးပဲကျွန်တော်ဒီမှာကြည့်ပါကျွန်တော်အဲ့ဒါကျွန်တော်မှာအာမာလည်းအပြည့်စုံရှိတယ်ဒီဒိုင်းကလည်းရှိတယ်ဒါဒီခရီးပိုးပေါက်တာမခံနိုင်ဘူးကွာရှော့မရှိတော့ဘူးပျောက်သွားပြီကျွန်တော်ရှိOkayနောက်ထပ်ဆော့မယ်နောက်ထပ်ဆော့အောင်အဲ့ဒါလွယ်လွယ်နဲ့မရှိုးဘူးဆက်ဆော့